ဝေဟင်ထ၌စီးဖြစ်ခြင်း area refueling လေယာဉ်တစ်စီးဟာကဘာပတ်ဖို့အတွက်မြေပြင်ကိုဆင်းသက်စရာမလိုဘူးဆိုရင်သင်ယုံကြည်နိုင်မလားဒါဟာစိတ်ကူးရင်ဇာလန်မဟုတ်ပါဘူးဝေဟင်ထမှာပြန်တန်းနေရင်လောင်စာစီဖြည့်တင်းတဲ့ဤပညာကြောင့်ဖြစ်နိုင်တာပါဒီနေ့မှာတော့ဒီလိုအန်ဒီရဲ့များပြီးတိကျလွန်းတဲ့ area refueling လုပ်ငန်းစဉ်ရဲ့အတွင်းပိုင်းအသေးစိတ်တွေကိုပြောပြသွားမှာဖြစ်ပါတယ်နီလန်းတက် flying boom ပိတ်မှာဖြင့်စီးဖြည့်ခြင်းပထမဆုံးနီလန်းကတော့ flying boom လို့ခေါ်တဲ့ American လေတပ်မှာအထူးကသုံးတဲ့နီလန်းပါဒီစနစ်မှာစီတန်လေယာဉ်ရဲ့အမီးပိုင်းမှာရှေလျားတဲ့ပိုက်တန်အမာကြီးတစ်ခုပါရှိပါတယ်ထူးခြားတာကအဲ့ဒီပိုက်တန်မှာကိုယ်ပိုင်တောင်ပန်ငယ်လေးတွေပါဝင်တာကြောင့်လေထဲမှာလိုသလိုလှုပ်ရှားနိုင်ပါတယ်စီတန်တင်ပေါ်က boom operator ဟာ joystick ကိုသုံးပြီးပိုက်တန်ကိုထိန်းချုပ်ရပါတယ်အခုခေတ်မှာက 3D ကင်မရာစနစ်နဲ့ဖန်သားစဉ်တွေကိုကြည့်ပြီးလက်ခံမဲ့လေယာဉ်ရဲ့စီဖြည့်ပေါက်တဲ့ဝင်အောင်တိတိကျကျထိုးသွင်းပေးတာဖြစ်ပါတယ်ဒီစနစ်ဟာတစ်မိနစ်ကိုလောင်စာစီဂယ်လန်1000ကျော်အထိစုပ်ထုတ်နိုင်တဲ့အတွက်ဘုံကျဲလေယာဉ်ကြီးတွေကိုမိနစ်အပိုင်းအတွင်းစီဖြည့်ပေးနိုင်ပါတယ်နီလန်နစ် probe and drogue ပိုက်ပြော့ဖြင့်စီဖြည့်ခြင်းဒုတိယနီလန်ကတော့ probe and drogue စနစ်ပါဒီနေရာမှာတော့စီတင်လေယာဉ်ကနေပိုက်ပြော့တစ်ခုကိုလွှတ်ချပေးထားပြီးအဲ့ဒီပိုက်ရဲ့ထိပ်မှာကြက်တောင်းရုပ်ပုံစံ drogue လေးပါရှိပါတယ်စီဖြည့်မဲ့လေယာဉ်မူကမိမိလေယာဉ်ရဲ့နှာခေါင်းမှာရှိတဲ့စီဖြည့်တံ probe ကိုလေထဲမှာလွှဲနေလေအဲ့ဒီပိုက်ခေါင်းနဲ့ဝင်အောင်ဓာတ်ရိုက်မောင်းနေရတာပါဒါဟာလေထဲမှာအနှဖားထိုးရတယ်လို့မျိုးအလွန်ကျွမ်းကျင်မှုလိုအပ်ပါတယ်ဒီစနစ်ရဲ့အားသာချက်ကတော့စီတင်တံပေါ်တစည်းတဲ့ကနေလေရင်နှစ်စီးကိုတပြိုင်နက်စီဖြစ်ပေးနိုင်ခြင်းပဲဖြစ်ပါတယ်အနီးကပ်ချင်းကပ်ဆိုင်ရာရူပဒေတာ the physics of approach ဒီလုပ်ငန်းစဉ်မှာအခက်အခဲဆုံးကတော့တည်ငြိမ်မှုပါပဲလေရင်နှစ်စီးစလုံးဟာတနအီမိုင်ပေါင်းများစွာအရှိန်နဲ့ပြန်တန်းနေရင်တစည်းနဲ့တစည်းပေအနဲ့ငယ်အကွာဝေးမှာငြိမ်နေအောင်ထိန်းထားရပါတယ်စီတင်လေယာဉ်ကြီးရဲ့နောက်ကျောကနေထွက်လာတဲ့လေဝဲလိုက်တွေ wake turbulence တွေမဲ့မကြရောက်အောင်နောက်ကလိုက်လာတဲ့လေယာဉ်ဟာတတ်မှတ်ထားတဲ့ contact zone ထဲမှာပဲတိတိကျကျဖြန်တန်းရပါမယ်လေယာဉ်ညစီးစလုံးရဲ့နှိုင်းရှင်အလျံသည်0ဖြစ်နေရပါမယ်ဆိုလိုတာကလေယာဉ်ငစီးဟာလေထဲမှာတသားတည်းပြန်တန်းနေခြင်းပဲဖြစ်ပါတယ်အချက်ပြစနစ်နဲ့ဘေးကင်းရေး signals and safety စီဖီနေချိန်မှာရေဒီယိုဆက်သွယ်မှုထက်အလင်းလောင်အချက်ပြမှုကိုပို့သုံးပါတယ်စီတင်လေယာဉ်ရဲ့ပိုက်အောက်မှာရှိတဲ့ PDL ခေါ်တဲ့လမ်းညွန်မီတန်းလေးတွေကလေယာဉ်မှုကိုရှေ့တိုးပါနောက်ဆုတ်ပါဒါမှမဟုတ်အထက်အောက်ဘလောက်ပြန်တန်းရမလဲဆိုတာလမ်းညွန်ပေးပါတယ်အန်ဒီရရှိလာရင်မီးတွေအဆက်မပြတ်လင်းလာမှာဖြစ်ပြီးဒါဟာအရာအလုံးကိုရပ်တန့်ပြီးချက်ချင်းခွာထုတ်ဖို့အမိန့်ပေးတဲ့ break away command ပဲဖြစ်ပါတယ်ပိုက်အတွင်းမှာရှိတဲ့စီးရဲ့ဖိအားကြောင့်ပိုက်ပေါက်ထွက်သွားတာမျိုးမဖြစ်အောင်လို့ surge suppressor စနစ်တွေနဲ့ထိန်းချုပ်ထားပါတယ်။ view ဟာမြောက်အရေးပါ strategic importance ဘာကြောင့်ဒီလောက်ခက်ခဲလို့ရတယ်လဲ။အထူးကအကြောင်းရင်းကတော့လေယာဉ်တွေဟာလက်နက်အပြည့်နဲ့စီအပြည့်တပလိုင်နဲ့တင်ပြီးမြေပြင်ကတက်ဖို့ခက်လုံးလို့ပါ။ဒါကြောင့်လေယာဉ်တစ်ခါစင်းမှာစီနည်းနည်းပဲတင်ပြီးလေပေါ်ရောက်မှာစီပြန်ဖြည့်တာအပြင်လက်နက်တွေကိုအများဆုံးတင်ဆောင်နိုင်စေပါတယ်။အပြင်တိုက်လိုက်လေယာဉ်တွေဟာတန်နိုင်ငံကနောက်နိုင်ငံကိုနားเสียမလို့ပဲဓာတ်ရိုက်ပြန်တန်းနိုင်တာဖြစ်ပါတယ်။အခုဆိုရင်ဝေဟင်ထက်မှာစီဖြည့်ခြင်းဟာလေယာဉ်မိုးတွေရဲ့ကျွမ်းကျင်မှုအင်ဂျင်နီယာအတတ်ပညာနဲ့တိတိကျကျပေါင်းစပ်ထားတဲ့အံ့ဩစရာအတတ်ပညာတစ်ခုဖြစ်တယ်ဆိုတာသိရှိသွားပြီလို့မျှော်လင့်ပါတယ်။အခုလိုဗီဒီယိုတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို follow လုပ်ထားဖို့မမေ့ပါဘူးနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်